sorry တနေ့ကတင်သွားတဲ့အခောက်မျိုးကြတော့အပေါ်မှာချော်တွေကိုပေါက်တွေကိုဆေးလို့လွဲတဲ့ဒါပေမဲ့သူ့ကိုဓာတ်မီးထိုးကြည့်ရင်မပေါက်ဘူးအခုကြတော့ဓာတ်မီးထိုးကြည့်ရင်ပေါက်တယ်ဟိုကောင်ကကြတော့အခောက်မျိုးအခုဒီနေ့ပြောမဲ့စကားကအကာမျိုးအဲဆိုဟုတ်ပြီအကျွတ်ရဲ့သဘောတဘာဝကိုတပည့်တို့နည်းနည်းလေးနားလည်ပြီနော်အဲဆို original အကျွတ်နောက်တစ်ခုကရင့်ပြီးမှကျွတ်တယ်မီးထိုးပြီးမှဟိုဘက်ဒီဘက်ပေါက်တိုင်းအကျွတ်အဲလိုတည်တည်ယူလို့မရသေးဘူးမီးထိုးပြီးမှဟိုဘက်ဒီဘက်ပေါက်လဲအဲ့ဒီအကျွတ်ဟာရင့်ပြီးမှပေါက်သလားနှုတ်ပြီးမှပေါက်သလားရင့်ပြီးမှကျွတ်သလားနှုတ်ပြီးမှကျွတ်သလားဒီနေ့သင်ခန်းစာအဲ့ဒါပဲတပည့်တို့ရေတခါလေကြာရင်ဆရာမနုကိုတင်နန်းတင်ပေးတဲ့အခါမှာတချို့သောစကားဟာလက်ရှိအချိန်မှာတစ်လုံးမှနားလည်မှာမဟုတ်ဘူးမဖြစ်နိုင်တချို့စကားဟာနောက်တစ်လလောက်မှဩငါတို့ဆရာငါတို့ဘယ်အရာကိုပြောတာလဲတချို့စကားကမင်းနောက်တစ်နှစ်မှနားလည်မှာပါတချို့စကားကနောက်4-5-10နှစ်မှမင်းနားလည်မယ်ဆရာဘာကိုပြောတယ်လဲအကြောင်းမို့ဆရာတို့ပြောတဲ့အရာတွေတော်များများကိုဖြစ်နိုင်ရင်ဘဝအတွက် record ယူထားနောက်တူဦးမလို့ကိုပြောပြဖို့အင်မတန်ရှာရခက်ခဲမယ်ဟုတ်ပြီလားအဲ့ခါကျတော့အခုလိုပြောပြပြီးဆရာတို့ကဒီအကျွတ်တွေကိုတစ်ချိန်ကြလို့ရှိရင်စဉ်းစားကြည့်ကြောက်တလုံးအခုလိုမျိုးမီးထိုးပြီးမှဒီလောက်ကြီးမီးမှာအလင်းရောင်ဖြာတဲ့နှုံးလဲဝမ်တယ်ပေါ့ဗျာမီးဝမ်အားလဲအယောင်ကောင်းပြီးဓာတ်မီးထိုးခြင်းရဲ့အထက်မှာ inclusion ကလည်းကြည်တဲ့အပိုင်းကိုသွားပြီးအပေါ်မှာကြည့်ရင်လည်းလုံးဝသူ့မှာရှိတဲ့ချော်တို့မောက်တို့မပါတော့ဘူးဆိုရင်သူ့တန်ဖိုးသေးမယ်ထင်လားမသေးဘူးအခုဆရာပြောတဲ့စကားကမင်းတို့ဘဝရဲ့ဘယ်အချိန်မှာတက်ဆိုင်တယ်ဆိုရှင်တိမ်ပေါင်း4-5 ထောင်ကြောက်တွေဝယ်တဲ့အခါမှာဘိုးတက်ဆိုင်တယ်ဒါဆိုရင်အာယုံဆိုင်နော်ဆရာစာရောပြောမယ်အကျွတ်ဆိုတဲ့အထက်မှာအရေးအကြီးဆုံးဟာသူဘယ်လိုပဲကျွတ်နေမီးထိုးလို့ဘလောက်ပဲပေါက်နံပါတ်1ကနော်အဲ့ဒီအကျွတ်ကအကာပါတဲ့အကျွတ်လားမင်းဒီဟာရင်စဉ်းစားရမယ်အကာပါရဲ့လားအမီးထိုးပြီးအခုလိုပေါက်နေပြီမီးထိုးပေါက်ပြီးမှမီးရောင်ညီတိုင်းဒီကြောက်ဟာရပြီအဲ့ဒါမျိုးဆိုရင်မင်းအများကြီးရှုံးမှာပေါ့မီးထိုးပြီးမှအလောက်ပေါက်ပြီဆိုရင်ဈေးမသေးတော့ဘူးလေမောင်ကြီးဟုတ်ဘူးလားအဲ့ခါကျတော့အဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမီးထိုးပေါက်တဲ့အကျွတ်ကိုကြည့်ရင်သူဟာအကာပါသလားလို့ကြည့်မယ်